Welcome back ကျွန်တော်တို့လူတွေရှိမှစကားပြောတဲ့အခါမှာကြောက်ရွံ့နေတယ်။လို့ရှိရင်အတန်တွေတုံလာတယ်။ဒါမှမဟုတ်ကိုပြောမယ့်အကြောင်းအရာတွေဘာတစ်ခုမှမမိတော့တာတွေဖြစ်ဘူးလားပေါ့နော်။ဒီလိုဖြစ်ဘူးတယ်ဆိုလို့ရှိရင်တော့ခင်ဗျားတယောက်တည်းမဟုတ်ပါဘူး။ကျွန်တော်လည်းဖြစ်ဘူးတယ်ပေါ့နော်။ကျွန်တော်တို့တော်များဖြစ်ဘူးတဲ့အကြောင်းအရာတစ်ခုပဲ Public speaking လို့ပြောလိုက်ရရင်ကျွန်တော်တို့တော်များကဒီတရားမှန်တော့ပိုကြောက်ကြတယ်ပေါ့နော်။စစ်တမ်းရပေါ့နော်။ကျွန်တော် Public speaking ဆိုတဲ့အရာကကျွန်တော်ဝေးကလေးကပါတဲ့ထဲတဲ့တစ်ခုမဟုတ်ဘူးပေါ့နော်။ကျွန်တော်လေ့ကျင့်ယူလို့ရတဲ့အရာကျွန်တော် train ယူလို့ရတဲ့ skill တစ်ခုပဲပေါ့နော်ကျွန်တော်ဒီလိုထဲမှာ public speaking နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်အသုံးပြုတဲ့ဒီ tips လေးတွေကိုကျွန်တော်ညှောက်ပေးသွားချင်တယ်ဖြစ်ပါတယ်ဒါနဲ့ဒါတွေပြောနေအောင်မြန်ဆရာကြီးလာမြန် public speaking ဆရာကြီးလာပေါ့နော်ကျွန်တော်ဆရာကြီးမဟုတ်ပါဘူးကျွန်တော်ကျောင်းသားတယောက်ပါကျွန်တော်စူးစမ်းနေစေလူငယ်တယောက်ပဲပေါ့နော်ဒါမဲ့ကျွန်တော်ဒီလိုထဲမှာအတန်းထဲမှာကျွန်တော် presentation နဲ့လုပ်ရခါမှာကျွန်တော်ကိုယ်တိုင်အသုံးပြုခဲ့တဲ့ tips လေးတွေပေါ့နော်ဒါတွေကျွန်တော်ညှောက်ပေးသွားချင်တယ်ဖြစ်ပါတယ်အခုကြည့်ရှုနေသူတွေထဲမှာတချင်ချင်းကြရင်ဒီ company တစ်ခုရဲ့ CEO မဟုတ်ရင် manager မဟုတ်ရင်အဖွဲ့အစည်းတစ်ခုရဲ့အကြီးအကဲမဖြစ်လာနိုင်ဘူးလို့ကျွန်တော်မပြောနိုင်ဘူးဖြစ်လာနိုင်တကယ်ကောင်းမွန်တဲ့ position တစ်ခုကိုတကယ်ကြီးမားတဲ့ position တစ်ခုကိုရောက်နေတဲ့သူတွေဒီမှာအများကြီးပါတယ်ဘာလို့လဲဆိုတော့ခင်ဗျားဒီဗီဒီယိုကြည့်ပြီးဆိုကြတဲ့ဟိုရိုးစိတ်မျိုးနေတာကြည့်တော့ဘောနော်သိချတယ်ခင်ဗျားမှာတိုးတက်ခြင်းနဲ့စိတ်ရှိတဲ့ကျွန်တော်တို့ကပြေဝယုံဆိုတော့ဒီ tips လေးတွေကကျွန်တော်ကိုယ်နဲ့အသုံးပြုခဲ့တဲ့ tips လေးဖြစ်တဲ့ကြောင့်ထောက်ကူပြမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဆိုတော့ပထမဆုံး public speaking tips က know your topic ကိုပြောမယ့်အကြောင်းကိုသိဖို့လိုတယ်ကိုစိတ်မြင်ကအထီးလားအမလားမသိဘူးဆိုလို့ရှိရင်စင်ပြေးလေနော်ဆိုတော့ကိုကဘာအကြောင်းပြောမှလဲဘယ် topic ကိုပြောမှလဲဒီ topic နဲ့ပတ်သက်ပြီးတော့ကိုကတေချာလေ့လာထားဖို့လိုတယ်တေချာသိဖို့လိုတယ်ဒါမှကိုကကောင်းကောင်းကို deliver လုပ်လို့ရမှာကိုပြောမယ့်အကြောင်းအရာကိုကမသိထားဘူးဆိုလို့ရှိရင်တေချာတယ်ခင်ဗျားကြောက်မှာမသိမှမသိတာကြောက်ရွံ့ခြင်းဆိုတာကမသိနားမလည်ခြင်းကနေပေါက်ဖွာလာတဲ့အရာတစ်ခုကိုပြောမဲ့ဒီအကြောင်းအရာ topic နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းလေးသိထားမယ်ဆိုလို့ရှိရင်တေချာလေးလာထားပြီးသားဆိုလို့ရှိရင်တော့အဲ့တစ်ချက်နဲ့တင်ခင်ဗျာ confidence ကတေချာရပြီးသားခင်ဗျာတေချာနေပြီကြောက်စိတ်ကတော်များလျော့သွားမှာဆိုတော့ကိုပြောမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တေချာလေးလာပါတေချာပြင်ဆင်ထားပါလို့ပြောချင် Number 2 slow down your speech and mind your toneကိုပြောမဲ့အတန်အနည်းအမြန်ပေါ့နော်ဒါ cue site ဖို့လို့လေကိုအရင်အမြန်လို့မရအောင်အရင်နှေးရင်လည်းသိတယ်မလားကြည့်လို့မမိုက်အောင်နားထောင်တာပြင်းစရာကိုက rapper တယောက်လိုစင်ပေါ်မှာတက်လာစကားကိုရွတ်နေမယ်ပြင်မှာလုပ်မယ်လို့ရှိရင်အောက်ကလူကကာယမလို့ပါလို့တက်လာတော့သူကလည်းဘာမှနားမလဲဘူးကိုကလည်းဘာပြောအောင်မသိဘူးလူနဲ့မပြီးပါဘူးဒါပေမဲ့လူတယောက်ကစကားပြောတဲ့ခါမှာနည်းနည်းကြောက်ရွံ့လာပြီနည်းနည်းလေကြောက်စိတ်ဝင်လာပြီဆိုလို့ရှိရင်ဒီစကားကပို့ပြီးတော့မြန်ဆန်လာတယ်ပေါ့နော်မြန်လာတယ်ဆိုတော့ကိုကဒါကို cue site ဖို့လို့ပဲပေါ့နော်ကိုပြောစကားအေးနားထောင်နေတဲ့သူကနားလေပေါ်ဒီကလို့ဆိုတော့ကိုရဲ့အတန်အနည်းအမြန်ကိုကအများကြီး cue site ဖို့လို့ပဲပေါ့နော်ပြီးလို့ရှိရင်ကိုရဲ့ tone ကိုရဲ့အတန်ကိုပြောမဲ့ဒီ environment ကိုတည်ပြီးတော့ပေါ့နော်ကိုကချိန်ဆပြီးတော့ကိုရဲ့အတန်အနည်းအမြင့်တက်ကြကိုကချိန်တက်ဖို့လို့ကိုကလူအများကြီးထဲမှာကိုကတူတူလေးပြောနေလို့ရှိရင်မရဘူးလေနော်ကိုကတူတူလေးပြောနေလို့ရှိရင်လည်းမရအောင်ဒါပေမဲ့လည်းကိုကလူကအရင်မများဘူးဆိုတဲ့နေရာမှာကိုကအော်ပြောနေလေစင်ပြီးပြောနားတွေကြီးကုန်ပါသိမလားကိုပြောမယ် environment ပုံမူတည်ပြီးတော့ကိုယ့်ရဲ့အတန်အနည်းမြင့်အတက်ကြပေါ့နော်ဒါကိုလည်းကျွန်တော်တို့ချိန်ဆဖို့လိုတယ်ကိုယ့်ရဲ့ speech rate ပေါ့နော်ကိုယ့်ရဲ့အနည်းအမြန်ကိုလည်းကျွန်တော် cue site ဖို့လိုတယ်လို့ကျွန်တော်ပြောချင်တယ်ပြီး number 3 use eye contact ကျွန်တော်တို့မျက်လုံးချင်းဆုံဖို့လိုတယ်ကိုပြောမယ်ဒီ break တွေနဲ့မျက်လုံးချင်းဆုံဖို့လိုတယ်ပေါ့နော်ဒီလိုပြောလို့ကျွန်တော်တို့ဒီစကားပြောတဲ့ break တွေနဲ့ဒီလိုအကုန်လုံးဒီလို scan ဖတ်နေရမယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုရှိမှရှိတဲ့ဒီ break တွေကိုဒီတယောက်ကိုတော့အနည်းဆုံး2 to 3 seconds ပေါ့နော်ဒီလိုမျိုး eye contact လေးလုပ်ပေးခြင်းဖြစ်ပေါ့နော် naturally ကျွန်တော်ပြောဖို့လိုတယ်ဒါ eye contact လို့ပြောတဲ့အခါမှာအကုန်လုံး site ကြည့်ပြီးသိမလားကြောက်အောင်အကုန်လုံးထွက်ပြေးအောင်လည်းမလုပ်နဲ့ပြောချင်တာဒီ naturally use eye contact ဒီလိုမျိုးကဒီ break တဲ့ကိုနဲ့ဒီ it feels more connected you know ဆိုတော့use eye contact ဒီလိုချင်းဆုံးဝေးပါ number 4အနေနဲ့က use body languageကိုယ်ရဲ့ body language ကိုသုံးဖို့လိုတယ်ကျွန်တော် hand gesture ပဲပေါ့နော်ဒီလက်တွေကျွန်တော်တို့သုံးဖို့လိုတယ်လို့ရင်ကျွန်တော်တို့ဒီလမ်းတွေပါရှောက်ပြမလားဒီ tag talk မှာပြောနေတဲ့ get professional speaker တွေတွားကြည့်လိုက်သူတို့များဒီလမ်းတွေပါရှောက်တယ်သူတို့ဒီ hand movement တွေ body language တွေသူတို့တော်သုံးတယ်ပေါ့နော်ဆိုဒါလည်း cue site ဖို့လိုတယ်ကွာဒီအရှိမစကားပြောပြီးတော့ဘာမှမလှုပ်မရှက်ပဲနဲ့ဒီကြောက်ရွံ့လို့ကျွန်တော်ရက်မယ်ဆိုလို့ရှိရင်မမိုက်ဘူးပေါ့နော်ဒီမှာအသက်မဝင်တယ်လို့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီစကားကို support ပေးမယ့်ຢာတွေကဒီ hand movements တွေဒါတွေကျွန်တော်သုံးတတ်ဖို့လိုတယ်ပေါ့နော်ဒီ hand movements လို့ခါမှာသုံးလာများရင်လည်းအဆင်မပြေပြောင်းဒီမှာ rubber တယောက်လို့ဒီမှာပြုတ်တိုင်းကားရလို့ဒီမှာရှိုးရှက်ခံနေအောင်သုံးရဆိုလို့ရှိရင်မလှဘူးပေါ့နော်ဆိုတော့
အနေတော်လေးပေါ့နော် naturally ကျွန်တော် body language ကိုသုံးပေးပါနံပါတ်5ချက်အနေနဲ့ use stories ကျွန်တော်ပုံပြင်လေးတွေကျွန်တော်ပြောတတ်ဖို့လိုတယ်ကျွန်တော်တခါကျရင် presentation တွေလုပ်တယ် public speaking တွေလုပ်တဲ့အခါမှာပေါ့နော်ကျွန်တော်ပြောချင်တဲ့ data အချက်လက်တွေပဲကျွန်တော်တို့ပြောသွားတယ်ဒါလည်းကောင်းပါတယ် it sounds smart but ဒါပေမဲ့လူတွေကအဲ့ဒါကြီးပြင်းစရာကြီးပေါ့နော်ဒါကြရင်အရန်ပြင်းဖို့ကောင်းတယ်လူတွေကအကုန်လုံးမမိနိုင်ဆိုတော့တကယ်ဒီ public speaker တွေတွားကြည့်လိုက်ဒီမှာ story လေးတွေသူတို့သုံးနေပေါ့နော်ဟာတာလေးကိုဟာတာမပြောတတ်ဘူးဆိုရင်လည်းရတဲ့ကိစ္စမရှိဘူးဒါပေမဲ့ကိုကဒီ story လေးတွေသုံးပေးနိုင်တယ်ဆိုလို့ရှိရင်ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့လူတွေကဒီ story ကနေပြီးတော့ connection ပေါ်ရတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီကိုပြောမယ့်အကြောင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ personal experience ဖြစ်ဖြစ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ story တူတူလေးတွေဖြစ်ဖြစ်ကိုကပြောနိုင်မယ်ဆိုလို့ရှိရင်ဒီပရိသတ်တွေနဲ့ကိုနေရာပို့ပြီးတော့လေ connection ပေါ်ရတယ်ပြီးလို့ရှိရင်လူတွေကဒီ story ကိုပို့ပြီးတော့မှတ်မိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ public speaking ကိုပြီးတော့ story လေးနဲ့ story အတူလေးနဲ့ကိုကပေါင်းစပ်နိုင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ public speaking skill ကအလိုလိုနေဟုတ်သလားကောင်းသွားလိမ့်မယ်ပေါ့နော်ဆိုတော့ story လေး use story ပုံပြင်လေးတွေပြောပါနံပါတ်6ချက်အနေနဲ့က practice make perfect လေ့ကျင့်ဖို့လိုတယ်ပေါ့နော်ကိုပြောမဲ့ဒီ public speaking က short speech လား long speech လားဒီပုံကြည့်ပဲကွာ practice လုပ်ထားမယ်ဆိုလို့ရှိရင်ကွာပေးချင်းပြီးမြေပေးချင်းဘာပြောမလဲဆိုတာကျွန်တော်ကြိုပြီးတော့ဒီ plan ချလို့ရတယ်ပေါ့နော်ဆိုတော့ကွာ practice မလုပ်ထားဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီပြောမဲ့ topic order တွေကလေဟိုအစီအစဉ်မကျဖြစ်သွားလိမ့်မယ်ဆိုတော့ကိုပြောမဲ့အကြောင်းတွေက order ဖြစ်နေဖို့ဆိုလို့ရှိရင်ကွာ practice လုပ်ဖို့လိုတယ်ဆိုတော့ဘယ်လို practice လုပ်မလဲဟိုတယောက်တဲ့အခန်းထဲမှာမှန်ထဲမှာကြည့်ပြီးတော့ practice လုပ်လို့ရတယ်ပြောကြည့် record တွေပါလုပ်ကြည့်ပေါ့နော်ဒီလိုမျိုးလုပ်ချင်အပြင်ဟိုတကယ် deliver တကယ် state မှာကိုပြောတဲ့ခါကျရင်ကိုယ့်ရဲ့ပြောဆိုတွေကဒီစီစဉ်တကျဖြစ်ပြီးတော့ပေါ့နော်နားထောင်လာအများကြီးအဆင်ပြေတယ်ဒီချပြင်ဆင်ထားတဲ့ speech တွေနဲ့မပြင်ဆင်တဲ့ speech တွေကပြီးပါတယ်ဒီတော့ practice မလုပ်ဘူးဆိုတော့အခါမှာဒါအချိန်ကိုမခံနိုင်ဘူးပေါ့နော်သူတို့ပြောချင်တာပြောရတယ်ပြီးတော့ဒီ topic တွေကလည်း order ရှိမနေဘူးပေါ့နော်10မိနစ်ပြောမယ်ဆိုပေမဲ့သူတို့တကယ်ပြောလိုက်တော့30မတင်တဲ့တနာရီနီးပါးရှိသွားတဲ့သူတွေရှိတယ်ဆိုတော့ကိုက practice လုပ်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ topic တွေက order ရှိမယ်ကိုပေးချင်တဲ့ main message ကိုက deliver ကောင်းကောင်းလုပ်လို့ရမှာပေါ့နော်ဆိုတော့ practice လေ့ကျင့်ပါလို့ကျွန်တော်ပြောချင်ဒီအချက်လေးတွေက tips လေးတွေကကျွန်တော်ကိုယ်တိုင်အသုံးပြုခဲ့တဲ့ tips လေးတွေဖြစ်တဲ့ presentation လုပ်တဲ့ခါမှာဖြစ်ပေါ့နော်ကျွန်တော်သုံးတဲ့ tips လေးဖြစ်ပါတယ်အခုချီးရှိနေတဲ့တင်ငယ်ချင်းတွေအတွက်အထောက်အကူပြုမယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့ကျွန်တော်ပြောတဲ့အထက်မှာဒီမစုံနေတဲ့အချက်လေးတွေပေါ့နော်ထပ်ပြီးတော့ဖြည့်ဆွတ်ခြင်းတဲ့အချက်လေးတွေရှိလို့ရှိရင် comment section ထဲမှာရေးခဲ့ပေးပါကျွန်တော်လည်းတင်ယူလို့ရတယ်ပေါ့နော်ဆိုတော့အစိုးရနဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် see you around